ကိုပြုံးဟာမင်းဘလို့ရောက်လာတော့ ဘလူရောက်လာမှာတော့ကျွန်တော်မိမခိုးလာတယ်ဗျ မင်းမခုလာတယ် ဟုတ်တယ် ဟုတ်လားလား ဟုတ်နေရမယ်လေဒါနဲ့ကျွန်တော်မိမနဲ့မိတ်ဆက်ပေးမယ်လာသူ့နာမည်အထက်တဲ့ ပြန်ဆုံးတွင်တဲ့ခိုင်တမ်းအတိတ်တွေမေးထားလိုက်အဲ့ဒီချိန်လွင်ဝင်းစိတ်တွေ Get so you live in the door ကိုပြုံးအော်ဟေး ဟာကိုပြုံးရလဲဗျာဘာလဲကျွန်တော်မိမမြင်းသမီးရှောင်းလာနေလို့မလားဒီတော့တော့ငေးကြည့်နေရောဒီမှာကျွန်တော်အထုပ်တွေလဲလေးလာပြီအဝဲနေလာရပြင်မနေပြီအဲလဲပါလဲခေါ်ပါအောင် ငါမေ့နေလို့တကယ်ကြီးမင်းကိုတွေ့တော့ဝမ်းသာတော့လာအေးတက်မယ်လာ လာမိမ ထိုင်နိုင်ငါတော့မြင်တဲ့တိုင်းပဲဟေးတိတ်ပြီးခါခါနာနာတော့မရှိလာဘူး ရပါတယ်ကွာဒါနဲ့မြို့ငါကူညီတောင်းစရာရှိသေးတယ်ဟာ အေးပြောလေ ငါနဲ့ငါမမနဲ့မြို့အိမ်မှာတပတ်10ရက်လောက်တော့နေမယ်ရရမလား ရပါတယ် မင်းရပါတယ်ရလဲအားမရလိုက်တာကွာဒါနဲ့လေငါမမနဲ့ငါ့ကအိမ်ကသဘောမတူလို့ဟာအဲ့ဒါနဲ့ငါလည်းခိုးပြေးလာလိုက်တာခိုးပြေးမဲ့ကြံတော့လေဘဲမှသွားကြမရှိဘူးမြင်းစီပဲလာလိုက်တော့တာကွာနော်ကူညီပေးမယ်မလား ရပါတယ်ကွာတငယ်ချင်းတွေပဲကိုညီရမှာပေါ့ အေးပါဒါနဲ့မင်းကိုပြောစရာရှိသေးတယ်ကြွားရလို့တော့မထင်နဲ့ကွာငါဘဝမှာလေမမအချစ်ဦးဖြစ်တယ်လို့သူ့ဘဝမှာလေငါအချစ်ဦးရဲ့တဲ့